ဂျင်မှာ back sorry နေ့ဆိုရင်လက်ပူတောင်၄မျိုး၅မျိုးလောက်လုံးနေတဲ့သူတွေကိုတွေ့ရတတ်ပါတယ်။ exercise နာမည်တွေမတူပေမဲ့အားလုံးဒီပါတူညီတဲ့ pulling angle ကိုပဲထပ်ခါလုပ်နေတာဖြစ်ပါတယ်။တကယ်တော့ back exercise ကိုအများကြီးလုပ်လို့မကြီးတာမဟုတ်ပါဘူး။ exercise angle မစုံလို့ပဲဖြစ်ပါတယ်။ back ဆိုတာ muscle တစ်ခုတည်းမဟုတ်ပါဘူး။ lat, trapezius, rhomboid, tibial major, radius, erector spinae စတဲ့ muscle group တွေကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။စောစောကပြောသွားတဲ့ muscle တစ်ခုချင်းစီမှာအတူညီတဲ့ function တွေရှိတာဖြစ်တဲ့အတွက် pulling angle တစ်မျိုးတည်းနဲ့ back တစ်ခုလုံးအပြည့်အဝမလေ့ကျင့်နိုင်ပါဘူး။ဥပမာ vertical pulling တွေဖြစ်တဲ့ pull up, lat pull down စတဲ့ exercise တွေက shoulder extension နဲ့ adduction ကိုအဓိကအသုံးပြုတာဖြစ်တဲ့အတွက် lat muscle ကိုပိုထိရောက်စေပါတယ်။ horizontal pulling တွေဖြစ်တဲ့ chest pull row, cable row, barbell row စတဲ့ exercise တွေက scapular retraction ကိုပိုအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့် upper back ကိုပိုပြီးတော့ထိရောက်စေပါတယ်။ဒါကြောင့် back ဆော့တဲ့အခါမှာ vertical pull နဲ့ horizontal pull နှစ်မျိုးလုံးပါဝင်သင့်ပါတယ်။ဒါပေမဲ့ exercise angle က exercise direction တစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။တူညီတဲ့ cable row ဖြစ်ပေမဲ့ elbow direction နဲ့ grip ပြောင်းလိုက်တာနဲ့ target muscle ကလည်းပြောင်းနိုင်ပါတယ်။ဥပမာ elbow ကိုခန္ဓာကိုယ်နဲ့နီးကပ်ထားပြီးအောက်ဘက်ကိုဆွဲတယ်ဆိုရင် lat ကိုပိုပြီးထိရောက်စေနိုင်တယ်လို့ elbow ကိုဘေးကိုကာပြီး chest back ကိုဆွဲတယ်ဆိုရင် upper back နဲ့ rear delt ကိုပိုပြီးအသုံးပြုရပါလိမ့်မယ်။ဒါကြောင့် exercise နာမည်တွေထက် joint movement တွေကိုနားလည်တာကလည်းအရေးကြီးပါတယ်။ထိရောက်တဲ့ back development ကိုရချင်တယ်ဆိုရင်တော့ exercise မျိုးစုံစုပြုံပြီးလုပ်တယ်ဆိုတာထက် movement pattern မတူတဲ့ exercise တွေကိုရွေးချယ်တာပိုပြီးထိရောက်ပါတယ်